သူကကျွန်တော်ပြောသလိုလို့ကျွန်တော်တို့မလုပ်နဲ့လို့ပြောတယ်ကျွန်တော်ကဘိုက်ပူလဲခဏပဲဘိုက်ဝိတ်ချလဲခဏပဲကျွန်တော်မှဆေးတွေရှိတယ်လေကွာတာစီပတ်တိုက်တလောက်ကောင်းတယ်ပြီးရင်ကိုရီးယားဆေးတွေလည်းတိနေတယ်ကွာထိုးချင်ထိုးတယ်ကျွန်တော်ပိန်ရင်လို့ထိုးတာမဟုတ်အမြဲပြောလို့ပဲအသေးကျမ်းမိုက်အတွက်ထိုးတာကျွန်တော်ကဘိုက်ကရှိတယ်လေအသေးစီမုံ level တွက်နေခု1ဖြောင်လောက်ထားတာ3လစတိုက်ကစ်တာတရက်မှမနာဘူးတောက်ရင်လည်းအဲ့ဒါခုရန်ကုန်မန္တလေးသားကလေးတွေရှိရရက်မတောက်တာဘီယာတော့တောက်ရင်လည်း6ခွက်ဆိုပုံမှန်ပဲကျွန်တော်အဲ့လိုတောက်နေတယ်ကောင်ကွာအဲ့လောက်ပူရင်ကျင်းနေတယ်လေ level 1กว่าအခုအဲ့ဆိုရင်ကိုကျမ်းမာရလည်းကြာရင်ထိလာတယ် URS လည်းစတက်လာပြီဆိုတော့ဒါ3လနားလိုက်တယ်နားဖို့ကလည်းတကယ်မလွယ်ဘူးတကြံကြီးกว่าတကြံမှာကွာလစ်မှာနိုင်ငံရလည်းထွက်မယ်ပြီးရင်တောက်ဖို့လည်းစီစဉ်ရှိပြီးစားအဲ့တော့ဘလို့မှကိုမလွယ်ဘူးဒါပေမဲ့ကွာကိုဆရာသမားလည်းဖြစ်နေသူကလည်းမြင်နေတယ်မင်းဒါထိလိုက်မယ်ကွာလည်းသိတယ်လေဒါဘိုက်ကထွက်လာတာကျွန်တော်3လတော့ကျွန်တော်ပေါင်200နီးပါးရောက်တော့မယ်206 200ခုဖြစ်နေပြီလုံးဝ3လဒီနှစ်ကတော့200အောက်ကျမယ်ဆိုပြီးတော့ကစ်တာတောက်လျှောက်ကစ်တာဒါကြအဲ့ fasting လွတ်သွားတာပေါ့နော် fasting လည်းလွတ်သွားတာပေါ့ဒါပေမဲ့ဆေးရလည်းတာစီဘက်တက်ကလည်း2ပတ်မှတစ်ခါထိုးတာအခုတော့2ပတ်ကျော်သွားပြီမထိုးပြစ်ဘူးနော်အဲ့တော့18ပေါ့219ဖြစ်သွားတာဟာ10ဟောင်းလောက်တက်သွားတာအဲ့မှာဘိုက်ကပြန်ထွက်လာတယ်အမှန်အဲ့ဒါဘိုက်ပူတာမဟုတ်အသေးစီဖုံးတာနည်းနည်း level 1 နည်းနည်း level 1 နည်းနည်း level 2 chain တော့မှာသိတာပေါ့ကိုသိတယ်လေဘိုက်ကလည်းပြန်ထောက်လာအဲ့ဆိုတော့ဒါငါကစ်တာများနေလို့ပဲပေါ့နော်အဲ့ဒါဆိုရင်တော့ကိုကပြန်လျှော့အောင်ပါပေါ့နော်ပြန်လျှော့အောင်ပါဆိုဟုတ်ကဲ့ထိုးနေလားစိတ်ထိုးတာခဏအဲ့စကားပြတ်သွားတယ်အဓိကကကျွန်တော်ပြောချင်တာကဘိုက်ဖောင်းနေဆိုတာအသေးကြောင့်ဖောင်းတာများတယ်ဟိုဝရိုးဝါတဲ့သူပြောတာမဟုတ်တော့ဝါပိန်ကွာဘိုက်ထွက်လာပြီဆိုရင်အသေးစီဖုံးတာပဲအဲ့တော့ကျွန်တော်ကဒါကိုကိုသိတာပေါ့အဲ့တော့ကိုကသိရလေအများနဲ့စစ်နေတဲ့သူဆိုတော့โอเคအဲ့ဆိုရင်တော့ငါနားရမယ်ကျွန်တော်တောက်လျှောက်3လစတိုက်ကစ်တာမှ10ပေါင်ပြန်တက်သွားတာ219နေပါပြန်ဖြစ်သွားတယ်ကျွန်တော်အစလည်းပြောတယ်ကျွန်တော်ပေါင်း200ကျော်တယ်ဒါပေမဲ့ပြင်မာလာကြည့်ရင်လူတွေကပြောတယ်ဟာဆရာပြင်မာအဲ့လိုကြီးမောရပါဘူးဘာညာပေါ့နော်အဲတကယ်ကျတော့ကျွန်တော် height နဲ့ဘာနဲ့ဆိုကျွန်တော်9 feet 17ပဲရှိတယ်ကွာဒါပေမဲ့ခုနပြောလို့ပေါ့ကျွန်တော် body လေးစပုံနဲ့ကျွန်တော်ရဲ့ muscle mass ကနည်းနည်းများနေတာဘိုက်ကအဲ့လောက်မဟုတ်ဘူးအဲ့တော့လာကြည့်လိုက်ကွာကျွန်တော်ခါဆိုင်36ပဲရှိတယ်ကွာ38ဝက်တာမဟုတ်ဘူးအဲ့တော့အဓိကပြောချင်တာဘာမှမခက်ဘူးသူကနားစေးထိုးအဲ့ဒါဘိုက်ပြန်ကြတယ်ဒါပေမဲ့အဲ့ဒါကိုကွာရိုးရိုးဖတ်လို့ခေါ်တယ်ပြန်တောက်ရင်ပြန်တက်မှာအဲ့တော့ကျွန်တော်ပြောချင်တာကျွန်တော်ပိုတွေကွာနော်စာတွေမဟုတ်ဘူးကွာငါတွေကွာကိုယ်တိုင်ထိလာတာနော်အသက်ကိုယ်တိုင်ထိထားလို့ကိုယ်တိုင်ပြောနိုင်တာဒါစာတွေရောလက်တွေရောစေးကူတာရောကိုယ်တိုင်ဖြစ်တာရောမလို့ဒါဒီလောက်ဆိုရင်ဒါနားလေလို့နော်နားလေကိုကိုတိလို့ပြောတာကျွန်တော်ပြောတာကိုเจ้าကိုတိကိုကြိုးစားကိုเจ้าကိုတိတယ်တိလို့လဲဒါနားရပြီလေ3လလောက်ဇက်တိုက်စော်တာအရင်ဘက်ကဆိုရင်2ပတ်လောက်ရှိပြီ10လုံးပဲ2ပတ်10လုံးပဲဒါပုံမှန်ပဲတယောက်တည်းကစ်တာနော်ဂျားထဲမှာမပါသေးဘူးသူများချက်တောက်တိုင်းမပါသေးဘူးအဲ့တော့